တခါကပြားတစ်ကောင်နဲ့ရင်ကောင်တစ်ကောင်ဟာဟိုဒီပြန်တန်းရင်အမှတ်မထင်လမ်းမှာစုံကြတယ်ပြားကရင်ကောင်ကိုမြင်တော့ရှောင်ဖယ်ပြီးပြန်လိုက်တယ်ဒါကိုရင်ကောင်ကမကြေမနက်ဖြစ်ပြီးပြားနောက်တစ်ကောက်လိုက်ပြားနာကိုရောက်တော့ရင်ကောင်ကမေးတယ်မင်းဘာလို့ငါအနာကမတက်ချင်ရတာလဲငါတို့ကနူနေလို့လားပြားကပြန်ဖြေတယ်မဟုတ်ပါဘူးကွာမင်းတို့နဲ့ငါတို့ကဗီဇတွေတဘာဝတွေမတူကြဘူးမင်းမှလည်းအတောင်ပါတယ်ငါမှလည်းအတောင်ပါတယ်ဒါပေမဲ့ငါတို့ကမိတ်ဆွေတငယ်ချင်းမဖြစ်ထိုက်ဘူးရင်ကောင်ကထပ်ပြီးမခံချင်စိတ်ဖြစ်ပြီးအေးအဲ့တော့ဘာဖြစ်လဲပြားကထပ်ပြောတယ်ငါတို့ကပန်းဝေးရီကိုစုပ်တယ်ပြီးရင်ငါတို့နေရာမှာပြားရည်တွေစုတယ်မင်းတို့ကမစင်တွေလို့အနက်အသက်မကောင်းတဲ့အညစ်အကြေးတွေကိုမှမင်းတို့အစာလုပ်ပြီးရှင်းတန်းတယ်အဲ့ဒါအဓိကအချက်ပဲငါတို့မှာအစိတ်ရှိတယ်ဆိုပေမဲ့အန္တရာယ်ကိုကာကွယ်ဖို့တဘာဝကပေးထားတဲ့လက်ဆောင်ပဲငါတို့ဘက်ကဘယ်တော့မှစပြီးရမ်းမရှာဘူးအဲ့ဒါကြောင့်ပဲမင်းတို့နဲ့ငါတို့ဟာဘလို့မှပေါင်းဖက်အတူရှိနေလို့မသိတော့ဘူးဒီပုံမြင်လေးတွေကလိုပဲကျွန်တော်တို့အားလုံးကဘဝတစ်ခုကိုရှင်းတန်းဖြတ်တန်းကြတဲ့အခါလမ်းတစ်ကွေ့မှာရင်ကောင်းလို့အညိဟောက်တော်ထဲမှာပျော်နေတဲ့လူတွေပန်းဝတ်မုံလို့အရသာချုံမြိန်တဲ့နေရာမှာပျော်နေတဲ့လူတွေနဲ့တကွေးမဟုတ်တကွေးကြုံကြဆုံကြရမှာပဲအဲ့ဒီအခါကိုတန်ဖိုးဟာဘာလဲကိုဘလို့လူလဲကိုနဲ့စရိုက်တူတန်ဖိုးထားခြင်းတူတဲ့လူဟာဘသူတွေလဲဆိုတာကိုကောင်းကောင်းကြီးသိထားဖို့အင်မတန်ရေးကြည့်ပါတယ်ဒီလိုဘ ഹു တုတဘဝသင်ခန်းစာရစရာပိုက်တရားများကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့ My Story ဆိုတဲ့ YouTube channel ကို subscribe လုပ်ဖို့မမေ့ကြနဲ့တော့အားလုံးကျန်းမာကြပါစေ